Saka langsung pagi mare. None. Ke alum apa? Jono video kuma saji dan misuri itu jono aku jono itu misal apa? Jono ada mangso pibare. Jono nak PC nya pada ayari itu video lalu tim pibame. Kita lalu apa ya? Jamu jono kalau le sampai lalu piba ul tahu sobat Pina kalau le ne ke piba. Pibu macam le lamali sama pura piba. Nih apa tu ya pada? Ketika lebih pergi ada tadi tu jono PC asas tahu nawa jangan ada kali jangan lepas pada. Jono kalau lebih pergi apa? Orang jono Thai saya bahasa PCU jono wada apa ro PC jangan lepas pada. Lepas ro terus memang siapa ro tengok lebih apa belum lebih apa tu langsung dulu langsung dulu orang mestiပြောပြလို့ပါဒါပေမဲ့ကျွန်တော်တို့ Google တို့ YouTube တို့မှာရိုက်စားပြီးတော့လေ့လာပါတယ်လေ့လာတဲ့နေ့မှာကျွန်တော် PC တစ်လုံးပထမအဦးဆုံးနေနဲ့ကျွန်တော်ရှင်းမှုပါတယ်ဒုတိယနေ့ရလည်း PC နောက်တစ်လုံးရှင်းမှုပါတယ်နောက်တစ်ရက်ရှင်းတဲ့သူများကျွန်တော် PC တက်ရှင်းခိုင်းပါတယ်အရှင်းခိုင်းတဲ့အနေထားနဲ့ကျွန်တော်ဒီလောက်လေး PC နဲ့မှာတာပုံနဲ့20နဲ့ Blues asset တောင်းရလဲဆိုတဲ့ပုံစံလေးကျွန်တော်ပြပြခြင်းပါတယ်လောချင်မှာကျွန်တော်တီတလောက်လေးပြပြတာပါ PC ရှင်းဖို့အတွက်တင်တာနဲ့မိတ်ဆွေတွေအတွက်ပါ PC ကိုခုမှရှင်းဖို့အတွက်ဆိုင်မှာကျွန်တော်လိုမျိုးမဖြစ်အောင်လို့ပါကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော် PC လုံးရှင်းဖို့ဆိုပြီးတော့ကျွန်တော်လက်ထက်မှာပချက်ငွေဆိုလို့နားတောင်မရှိပါတယ်အဲ့ဒါကျွန်တော်ဆိုင်မှာမေးပါတယ်ဆိုင်မှာမေးတဲ့အခါကျတော့ဆိုင်မှာမေးပါတယ်ကျွန်တော်ဆိုင်မှာမေးတော့ကျွန်တော်ဘယ်လိုပြောလဲဆိုတော့ PC ကတော်တော်လေး9000ဆိုရင်သုံးမရဘူးလို့ပြောပါတယ်ဒီငါးတော့လည်းတော့လည်းသူတို့မရှင်းဘူးလို့ပြောပါတယ်ပြောတဲ့အတွက်သူတို့မရှင်းဘူးဆိုတော့ကိုရီးယားအတီမှာဟတ်တက်ခွဲတာပဲဝင်နေပြီးတော့ကိုနိုင်တဲ့ပကြံဝင်တဲ့လူချင်းတဲ့ PC နဲ့ဘယ်လိုမှမပြောဘူးဗျာမပြတဲ့တော့အဲ့တော့ကျွန်တော်နားမလဲတော့ကျွန်တော်ဒီကုမ္ပဏီတုံးတဲ့ PC တွေဝယ်သုံးမှုပါတယ်ရှင်းမပြပါဘူးအဲ့လိုမျိုးပဲစရင်လောက်ပဲရှင်းပြပါတယ်ဂျင်းဆော့ဖို့အတွက်ဘယ်လိုမှရှင်းမပြပါဘူး Windows ရဲ့ error တွေနောက်ပြီးတော့ကျွန်တော်တို့14နဲ့ error တွေခံစားရပါတယ်အဲဒါကြောင့်မို့အခုလိုကျွန်တော်နေပါတိလာတဲ့အချိန်နားလဲလာတဲ့အချိန်မှာကျွန်တော်ကောက်မှရှိရမိတ်ဆွေလေး PC သုံးနေတဲ့မိတ်ဆွေလေးရှိမယ်လို့ထင်လို့ဒီ video လေးကိုပေးလိုက်ရခြင်းဖြစ်ပါတယ်အဲဒါကြောင့်မို့ကျွန်တော်ရဲ့ PC ရှင်းပူတဲ့တစ်ခေါက် PC ရှင်းပူတဲ့ PC လေးတွေကျွန်တော်တစ်ခေါက်လည်းပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်အင်္ဂလိပ်စာနဲ့ပြောလို့အမှားများပိုင်းနားလည်ပြီပါကျွန်တော်အင်္ဂလိပ်စာသိမရပါဘူးကျွန်တော်သုံးနေတဲ့ပစ္စည်းတွေအကုန်လုံးဒီ outside bar လေးမှာအပုံနဲ့တက်ကွာကျွန်တော်ပြပြပါမယ်ကဲစားလိုက်အောင်ကဲကျွန်တော်ရဲ့ကောက်လေးလိုက်ဆက်ဖိုင်လုပ်ပြီးဆိုရင်ကျွန်တော်တို့စမယ်အရင်ဆုံးအနေနဲ့ PC တပုံးချင်းအောင်မယ်လို့ကျွန်တော်တို့ဘာလဲPC ဒီ PC ပုံတစ်ပုံလို့တယ် PC ပုံတစ်ပုံကိုဘာနဲ့တော့ PC ဒီပုံကိုကျွန်တော်တို့စားဝယ်တော့မယ်ဆိုရင် PC ပုံကတော့ဒီကမဟုတ်ပါဘူးကိုအလားကြိုင်ကြိုက်တယ်လို့ပကြက်နိုင်တယ်လို့ဝယ်လို့ရပါတယ် PC ပုံကတော့ပကြက်မနိုင်လို့လည်း PC ပုံတူတီလေးနဲ့တချို့ဆိုပကြက်မနိုင်လို့ဆိုတော့ကျွန်တော်တို့ PC ပုံတော့မဝယ်နိုင်ပဲနဲ့ဒီအောက်မှာဆက်လက်ကိုတွဲပြီးတော့တုံးတဲ့လူတွေလည်းကျွန်တော်တွေ့ပူပါတယ်အဲဒါကြောင့်အဲ့ဒါလည်းရှင်းပြပါတယ်ဘာမှဖြစ်ပါဘူးအလားကြိုက်သမားဆိုတော့ပကြက်နိုင်တော့ကောင်းလို့ဗျကျွန်တော်တို့ထိုင်းမှာနေတာပါထိုင်းမှာနေတဲ့အတွက်ထိုင်းရဲ့ပန်းငွေနှုံနဲ့ပဲကျွန်တော်ပြပြပြပါမယ်ထိုင်းမှာကျွန်တော်တို့ပန်းငွေနေထားတဲ့တွင်ပစ္စည်းပုံတစ်ပုံဒီငါ800တန်လဲဝယ်သုံးရပါတယ်နေစုံ400 500ထိရှိပါတယ်ပစ္စည်းပုံတစ်ပုံအဲတပုံဝယ်လဲပါကိုကြိုက်နေတဲ့ပုံပေါ့ဗျအသေးအကြီးပေါ့ဒါပေမဲ့ပစ္စည်းပုံမှာစကားပြောကြလို့3ခုပဲရှိရဗျကျွန်တော်တို့လက်တပွားကြလောက်ရှိတဲ့ကေစီပုံပါမယ်နောက်ပြီးတော့အလက်စာကေစီပုံရှိမယ်ပြီးတော့အကြီးဆုံးမာတာဘုတ်အကြီးဆုံးထဲတဲ့ကေစီပုံရှိမယ်ဒါကျွန်တော်နားလည်အောင်ပြောပြတာပါတုံးစားရှိပါတယ်အဲ့ဒါလည်းကျွန်တော်တို့တုံးတာတော့အလက်စာတုံးတာများပါတယ်တော်တော်များများကတော့အဲ့ဒါဝယ်လို့ပြီးပါပြီဆိုရင်ကျွန်တော်တို့မာတာဘုတ်
မာနာဘောတော့ကျွန်တော်ရှင်းဘူးလောက်ဆိုရင်တော့ရုံတုံးမှတုံးနေလည်းမှတော့ကျွန်တော်မပြောဘူးဗျာဒါပေမဲ့ gaming တွေတွေကတာရီတို့အတွက် game ဆော့ဖို့အတွက်အဆင်ပြေမဲ့မာနာဘောနံလို့ထားကျွန်တော်ပြောပြပါမယ်ကျွန်တော်တို့ဒီမှာ A920G PR လည်းရှိပါတယ် A920 ရိုးလည်းရှိပါတယ်ရိုး2မျိုးနဲ့ရိုး1မျိုးနဲ့Rဆိုတဲ့1မျိုး2မျိုးသုံးရပါတယ်ကျွန်တော်ရှင်းဖို့ရက်ဆက်တဲ့အဲ့လိုမျိုးပါနောက်ပြီးတော့ကျွန်တော်တို့ CPU အနေနဲ့တော့ကျွန်တော်တို့အခုထွက်နေတဲ့ time နာမည်ကြီးနေတဲ့ model အနေနဲ့ကျွန်တော်တို့9500ဆိုတဲ့ CPU ဒီလိုပုံစံမျိုးပါဒီလိုပုံစံမျိုးဝယ်တော့ရပါတယ်ကျွန်တော်ပြပေးတဲ့မာတာပုံနဲ့ဒီ CPU နဲ့ဆိုရင်ထည့်လို့ရပါတယ်ဒါပေမဲ့မာတာပုံနဲ့ CPU နဲ့ယူရတဲ့အချိန်မှာကျွန်တော်နားလည်တာလို့တစ်ခုရှိပါတယ်ကိုကျိုင်းတဲ့ CPU နဲ့ကိုမာတာပုံလိုက်ဖမဲ့အောင်ယူရပါတယ်ကိုကျိုင်းတဲ့ CPU နဲ့လိုက်ဖမဲ့မာတာပုံကိုယူရပါတယ်မာတာပုံလည်းကိုကျိုင်းတာဝင်မယ်CPU လည်းကိုကြိုက်တာဝင်လို့မရပါဘူး။ဘာလို့မရတဲ့ဆိုတော့ကျွန်တော်တို့မာတာဘုတ်တွေကို CPU ထည့်လို့မရပါဘူး။တချို့မာတာဘုတ်တွေကစိုက်ကြည့်တယ် CPU ထည့်တဲ့နေရာသေးတယ်။တချို့နေရာတွေကျတော့မာတာဘုတ်သေးတယ် CPU ထည့်တဲ့နေရာကြီးတယ်။အဲ့လိုဖြစ်တဲ့အတွက်ကိုကြိုက်တဲ့အရာတစ်ခုပဲပါ။မာတာဘုတ်ပဲဖြစ်ဖြစ် CPU ပဲဖြစ်ဖြစ်ကိုကြိုက်တဲ့တစ်ခုပဲပြီးတော့မှနောက်ထပ်တုံးလို့ရမယ် CPU ဘက်ကရောင်းအနေနဲ့ကျွန်တော်တို့ထည့်သုံးရပါမယ်။ဒီချက်စရာလို့တစ်ခုပဲရှိပါတယ်ခင်ဗျာနောက်တစ်ခုဒီလိုပုံစံမျိုးလေးပါကျွန်တော်အင်္ဂလိပ်စကားနဲ့နည်းပြတာပြမယ်ဒီလိုပုံစံလေးပါဒီလိုပုံစံလေးတွေ့တော့ကျွန်တော် comment ပေးတာတော့ဒီမာတာပုံနဲ့တုံးများတာတော့350သူနဲ့ဥစ္စာလေးတုံးများပါတယ်အဲ့ဒါပဲကျွန်တော်ဆက်လက်မှာကျွန်တော်ရှင်းပြပါတယ်နောက်တစ်အနေနဲ့ acidity ကတော့acidity 3စားရှိပါတယ် acidity ကအခုလိုတစ်စားရှိမယ်အခုလိုတစ်စားရှိမယ်နောက်ထပ်အမြင့်ဆုံးတစ်စားရှိတယ်ဒီ3စားတွေကိုကျွန်တော်အောက်မှာပုံနဲ့ပြတာပြပါတယ်ဘာ3စားရှိတယ်3စားပြီးတဲ့အခါကျကျွန်တော် run kit ဆိုင်ဖို့ run kit မှာလည်းကျွန်တော်တို့ budget နိုင်တယ်လို့ရှင်းလို့ရပါတယ် budget မနိုင်ဘူးလည်းနေ့ဆုံး16 kit နောက်ပြီးတော့ 4Gနေတော့ပူကြီးမှာတော့မှရှိတဲ့3200 1600 2000လို့အဲ့လိုရှိတယ်ဒါတော့ကိုဘတ်ဂျက်နိုင်ကြလောက်ရှင်းလို့ရပါတယ်ကျွန်တော်ရှင်းဖို့ရတော့3200စက်တလုံးရှင်းဖို့ပါတယ်နောက်ပြီးတော့ဒီ power supply ကကျွန်တော်အခုပြတဲ့ CPU နဲ့သူပေးတဲ့ performance နဲ့ power supply ကိုကျွန်တော်တို့က600လောက်သုံးတင်ပါတယ်တကယ်လို့ဘတ်ဂျက်နိုင်650 950အဲ့လိုတုံးလုံးပေါင်းပါတယ်ကျွန်တော်ပြတဲ့နေမာတာပုံနဲ့ CPU တုံးလာတဲ့ဆိုရင်တော့နေ့ဆုံး600လောက်တော့တုံးပြီပါ power supply က600လောက်မှသူမီအားပေးတာနဲ့ level လောက်သွားပြီးတော့ကိုခိန်ချောတဲ့အခါကျ performance ကောင်းပြီးနိုင်ပါမယ်ဒါမှမဟုတ်ဘဲနဲ့တော့ဈေးမနိုင်လို့တူတော့400 500ဟာတွေတုံးချင်မပြပါဘူး power supply မှာလည်း350စီတယ်450စီတယ်550စီတယ်500စီတယ်600စီတယ်ပို့1000စီရှိတယ်ဗျ power supply မှာလည်းအဲကြောင့်မို့ကျွန်တော်အကြံပေးရတော့600လောက်သုံးပါကျွန်တော်ပြထားတဲ့ CPU နဲ့ကျွန်တော်ပြထားတဲ့မာတာပုံနဲ့ဆိုရင်သူ့ကို power supply ကောင်းပေးနိုင်မှုအတွက်ဆိုရင်တော့600လောက်သုံးတင်ပါတယ်ပြန်နောက်တဲ့ပန်ကာကကျွန်တော်တို့ဒီ CPU ပေါ်မှာတင်တဲ့ပန်ကာအမဲရတော့ကိုနိုင်တဲ့ budget နဲ့ကိုတုံးလို့ရပါတယ်ဟိုဟာမှတရားမှာတော့မဟုတ်ပါဘူးဒီပန်ကတော့ဘယ်ဆက်မှာဒီ site ပဲလာပါတယ်ကိုအလားကြိုင်ကြိုက်တယ်လို့ budget နိုင်တယ်လို့ရှင်းလို့ရပါတယ်ပန်ကတော့နောက်တော့ပန်ကလေးယူမှာတော့ကျွန်တော်တို့ပန်ကလေးတောင်းမှာကိုယ်ဝင်တဲ့ PC ပုံနဲ့မှာစကားပြောပါတယ်ကိုဝင်တဲ့ PC ပုံကကျွန်တော်တို့ကလေဝင်လေထွက်ကောင်းတဲ့ဆိုရင်ပန်ကအများကြီးရှင်းပြရမလို့ပါဘူးကိုဝင်တဲ့ PC ပုံကအပေါင်းမရှိဘူးဒီပေါက် page နေကျွန်တော်တို့ဒီရုံသုံး PC ပုံတံမျိုးအလုံးဖြစ်နေတယ်ဆိုတော့ပန်ကလေးတုံးလေးဘလို့ထည့်ပြရတာပိုပေါက်မှာတယ်
အဲ့ဒါဆိုရင်ကိုယ့်ရဲ့ပစ္စည်းကြာသုံးလို့ရပါတယ်ကြာသုံးတဲ့အခါကျရင်မပူဘူးဒါပြီးဆက်မလေးဘူးပေါ့ဗျာအဲ့ဒါတော့ဘာငါသုံးတာပါဘာငါသုံးတာဆိုတော့အတီးဆိုင်လို့ပြောတာပါအဲ့ဒါကြောင့်ကိုကမီအလားစင်တာပါကြိုက်သေးတယ်ဆိုတော့မီကတ်တောက်လေးတခုပေါ်လိုက်ပါဒါမီကတ်တောက်လေးနဲ့ထွေးကိုကြိုင်ပြီးတော့လက်မှုလေးနဲ့တောင်းရပါတယ်အဲ့ဒါပဲပစ္စည်းလုံးဆင်းမဲ့တွင် APC တွေဆင်းလို့ရပါပြီနောက်ပိုင်းဆုံးနေနဲ့ကျွန်တော်တို့ဘဝသမားလေးတွေတို့အကြံတစ်ခုပေးကြပါတယ်ကိုရဲ့အိမ်မက်တွေကိုအိမ်ရတဲ့မှာပဲမတ်တွေပါနဲ့လက်တွေကောင်းတွေချသုံးကြည့်ပါချလို့ကြည့်ပါနေစုံနိုင်နေချင်းစုပါစိတ်တော့ခါချင်းစိတ်တက်မျိုးမွေးပါလို့ကျွန်တော်အကြံပေးခြင်းပါတယ်ဘာလို့လဲဆိုတော့ကိုရဲ့အိမ်မက်ကစိတ်ကြီးရဲ့လိုပဲထိုင်မအော်နေပါနဲ့ခါချင်းလူမျိုးကသူတို့ရိတ်ခါကိုနည်းနည်းနိုင်နည်းနည်းစုတယ်နည်းနည်းနိုင်နည်းနည်းဖြည့်နေပေါ့ဗျာဟိုလည်းဒီလိုပဲခါချင်းစိတ်တက်လေးနဲ့မွေးကြပါလို့ကျွန်တော်ကစကားလက်ဆုံးပါကြပါတယ်ကျွန်တော်လည်းငယ်နေသူပဲပြပြကြီးနေလို့ပဲပြပေါ့ဗျာဒါပဲဆရာကြီးများတော့ကျွန်တော်မပြောပါဘူးဆရာကြီးများတော့ကိုယ်နိုင်တယ်သူလုပ်လို့ရပါတယ်ဆရာကြီးကတော့ပြောတဲ့အတိုင်းပဲကြီးပန်းအကြာကြီးပဲကဲဒီလောက်ပါပဲကျွန်တော်အကြံလေးလက်ပေးတာပါ PC သုံးနေတဲ့မိတ်ဆွေတွေတော့ပါကျွန်တော်ရဲ့ကောက်လေး line subscribe လုပ်တာပါကျွန်တော် PC နဲ့ပတ်သက်တဲ့အားလေးတွေကျွန်တော်ဒီလောက်တက်လောက်နားလဲလောက်လေးကျွန်တော်ပြောပြပေးပါမယ်ကဲမိတ်ဆွေလည်းရှင်းပြပါစေလူချင်းတဲ့အိမ်မက်တွေအမြန်ဆုံးပြပါစေလို့ကျွန်တော်ဒီအနေနဲ့ဆုတောင်းဝေလိုက်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲညနေဝယ်ပေးပါဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါ